Hello ငါဖဲအတူပြုတ်လို့ပုံအစင်စင်ကိုပြပြပေးတော့မှာဖြစ်ပါတယ်ဒါကတော့ဂျုံအနုပေါ့နော်မဲတာလို့လည်းခေါ်တယ်ဂျုံအနု90သားကိုဘာမှမထည့်ဘူးရေလေးတစ်ခုတည်းထည့်ပြီးတော့မှနေလိုက်မယ်ပလာတာစားတဲ့အနေထားပေါ့နော်နေပြီးတော့မှသူ့ကိုနှက်လိုက်မယ်နည်းနည်းလေးပေါ့နော်နိုင်ခွက်တစ်နိုင်လောက်ဆိုလဲရတယ်ခဏနှက်ပြီးတော့ခဏလေးထားလိုက်ပေါ့နော်လုံးဝသူနှက်သွားပြီဆိုလို့ရှိရင်သူ့ကိုရေဆေးမှဖြစ်ပါတယ်မှတ်သွားပြီဆိုတော့သူ့ကိုရေဆေးပါမယ်ဒီငဖဲတူးပြုတ်လုပ်တဲ့နေရာမှာတော့ရေဆေးတဲ့နေရာမှာအဓိကပေါ့နော်ရေဆေးတဲ့နေရာမှာတော့ပညာသားပါတယ်လို့ထင်တယ်မင်းတို့ကတော့ဘာလို့လဲဆိုတော့သူကရေဆေးလေးဂျုံရေဆေးတယ်ဆိုလို့ရှိရင်ဒီမှာရေအဖြူကြီးတွေထွက်လာတာပေါ့နော်တချို့လူတွေကဗာတင်လဲဆိုတော့ဂျုံဆေးပြီဆိုရင်ဗာကြံတော့မှလဲပေါ့နော်အမှန်တော့မဟုတ်ပါဘူးဂျုံကိုဆေးလေးဂျုံမှာရှိတဲ့အဆီဓာတ်တွေပေါ့နော်အဆီဓာတ်တွေကကြံခဲ့ပါတယ်အဲ့အဆီဓာတ်တွေကိုမှငဖဲပြုတ်လို့မှဖြစ်ပါတယ်ဒါကတော့လောက်တာကတော့အရန်ခက်ပဲမဲ့စားတဲ့ချိန်ကျရင်တော့လွယ်လေးပါအခုဆိုရင်တော့ရေဆေးပြီးပါပြီပေါ့နော်ကောင်းကောင်းရေဆေးပြီးပါပြီဆိုတော့သူခဏနှက်ထားတယ်ဒါကတော့ ready ဖြစ်သွားပြီပေါ့နော်ဒီထဲမှာငရုတ်ကောင်းနဲ့စားနဲ့ငယ်ထည့်ပြီးတော့မှနယ်ပြီးတော့ငဖဲအလုံးလေးတွေပြုတ်လုပ်ထားတာဖြစ်ပါတယ်သူရိယာရဲ့ page မှာ page 2ကိုကြည့်ဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်